ဒီမာချက်မမြန်မာဒါချစ်ချစ်လူတက်ဖို့ဖြစ်ပေါ်တဲ့ကိစ္စကလေဒီကောကလည်းဘာမှမလေးလာပဲဘာမှမစိုးစားပဲနဲ့တော့ကဲလက်ပြောနေဒီလူကိုပြောတဲ့တည်းကလေယူကြည်မှုရှိမရှိတော့လဲဒီလူတွေပဲဆိုဖြတ်ပစ်စေချင်တယ်ပေါ့နော်ဘာမှမဟုတ်တဲ့ဟာကိုလက်ပြောပြီးဟို၄ယောက်ကအပြည့်ရှိတယ်လို့နဲ့ဒါပေမဲ့ရှိတာပေါ့နော်အခုဒီမှာကျွန်တော်ပြထားတဲ့တရက်ခန့်၄ယောက်ကတော့ထိုင်းနိုင်ငံမဟာချိုင်ဝီလာ18လမ်းမှာလူပွားခဲ့တဲ့ကျွန်တော်တရက်ခန့်၄ယောက်ပဲဖြစ်ပါတယ်။တေဝါတဲ့၄ယောက်ကနေပြီးတော့ကျွန်တော်ဒါဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ၄ယောက်ကအခုဆိုလို့ရှိရင်မိဝါကြီးပေါ့နော်။အဲ့တော့ဘသူကောင်းလဲဘသူမှမကောင်းဘူးเนาะခံရတဲ့သူလည်းမကောင်းဘူးလှုပ်တဲ့သူလည်းမကောင်းဘူးကိုကသူမတကကိုစိတ်လိုက်မှန်ပါလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလွတ်လွတ်လပ်လပ်ကျွန်တော်ပြန်တန်းခွင့်ရှိလားလွတ်လွတ်လပ်လပ်သွားလာခွင့်ရှိလားမရှိတော့ဘူးအခုဆိုလို့ရှိရင်ဒါဖမ်းခံရပြီအဲ့လိုဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်မလို့ကိုမှကြံခဲ့တဲ့မိသားစုတွေရောကိုအတွက်စိတ်ပူပင်တော့ကတွေမရောက်ဘူးလားဟိုတေဝါတဲ့လူကရောကြံခဲ့တဲ့မိသားစုတွေကစိတ်ပူပင်တော့ကတွေနဲ့ကျွန်တော်တို့မကြံခဲ့ရဘူးလားအဲ့ဒီလိုပဲပေါ့နော်ကျွန်တော်တို့တွေသူလည်းမကောင်းဘူးကိုလည်းမကောင်းဘူးခံရတဲ့သူလည်းမကောင်းဘူးလှုပ်တဲ့သူလည်းမကောင်းဘူးဒါကကိုယ့်ရဲ့စိတ်ကိုကျွန်တော်တို့တွေမထိန်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတွေဖြစ်ကြတာနော်တကယ်တစ်ခုမှတင်လို့ရှိလေစောစားစစ်စစ်ပြီးမှပဲမှတင်လို့ရှိပို့ပြီးတော့စင်ပြေလိမ့်မယ်ထေပါတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့လူတွေကအဲ့လိုပောက်ရလက်တီလို့သူများတကလည်းယိုပြီးတော့ဟိုဘက်ကလူလက်ဆက်ဒီဘက်ကလူလက်ဆက်မပြီးနေတော့ဘူးတကယ်လို့ပြီးတကယ်ကြော်ညာပြီးတော့ဘာမှလည်းစုံစားဘာမှလည်းမလက်လာဘူးနေနာတဲ့သူကလည်းဝန်နဲ့ထပ်တူဝန်နေတာပေါ့နော်သူတို့ဘက်ကစပြီးတော့အဲ့လိုမျိုးရံဖြစ်တာသူတို့ကပြန်ခုခါလို့ရှိလေသူတို့ပဲတေးအရောက်20တော့မှအရောက်20တော့မှ4ရောက်နေတော့မနေဘူးဆိုတော့အဲ့လည်းဘယ်လိုပြောစရာလည်းမလိုဘူးတော့သိမှာပေါ့အဲ့လိုဆော့တွေ့အဲ့လိုပကရတယ်လက်ပြောပြီးတော့ဟိုလူကလိုရာအရေးတွန်းစားတာလိုနဲ့ပဲတချို့ကဟောအတင်းစကနေ primary ကနေ primary data ကနေလေ့လာပြီးမှပဲအဲ့လိုမျိုးပြောတာပေါ့ကွာတာပေါ့နော်ဒါပေမဲ့တခုပြီးအဲ့ဒီ information တွေကတခုပြီးလိုက်ပြီးတော့စုပြီးမှလိုမျိုးပြောတာပဲပိုကောင်းမယ်ဘာမှမကြည့်ပဲအဲ့ဒီတတိကိုအဲ့ဒီပိုကိုကြည့်ပြီးတော့အဲ့လိုမျိုးပောက်ကရလက်ပြောရတဲ့အဆင်မပြေဘူးပေါ့နော်မင်းမို့လို့မပြောရတယ်ပေါ့နော်ဟို TikTok မှာ attention စာပေမဲ့လည်းတိတိကျပြောပေါ့အဲ့လိုပောက်ရတယ်မပြောဘူးလို့တောင်းဆိုချင်ပါတယ်ပေါ့နော်ကြည့်ပြီးတော့မလည်းမပြောနဲ့လို့မပြောပါဘူးပြောပါဒါပေမဲ့လည်းအတိကျနဲ့ဘယ်လိုလဲစီစစ်ပြီးမှပဲဝေဖာတာပဲပို့ကွာတာပေါ့နော်အဲ့ဒီကိုတရားခါကိုလည်းအဲ့လိုမျိုးထိုးတာတဲ့လူကအဲ့လိုမျိုးတရားခါဖြစ်မှလည်းသူတို့ဟိုအထက်ကဥပဒေကိုအဲ့လိုမျိုးစီမံလိမ့်မယ်ပေါ့နော်ကိုမြန်မာနိုင်ငံချစ်ချစ်ဆိုတော့အဲ့လိုမျိုးရာထမ်းဖြစ်ရောအဲ့လိုမျိုးပြောစရာမလိုဘူးပေါ့နော်စစ်ကိုတယ်ဒီတတိတွေကြားကြနေပြောပြမယ်ဟိုမှာဗီဒီယိုတစ်ခုတော့တည်ပေးမယ်လူတွေကဘယ်လိုမျိုးလက်လာပြီးမှဘယ်လိုမျိုးပြရတယ်လဲဆိုတာတတိကဲ information ဆိုင်ရှိလို့ရှိပေါ့နော်တတိပါတယ်အဲ့လိုမျိုးမြောက်ပေးချင်လို့ရှိအမှန်ကရတိကျတဲ့တတိကိုမြောက်ပေးစီချင်ပေါ့ရတယ်မဖြစ်စီချင်ဘူးပေါ့နော်အမိုးတော့မပွားစီချင်ဘူးဖြစ်ခဲ့တာတွေဖြစ်ခဲ့ပြီးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတတိသမားတွေပဲရပြဆက်နေကြတယ်နာမမြန်မာချင်းနာခံမှုဖြစ်သွားတဲ့အမှုမှာတရားခံ၄ဦးစလုံးကိုမိပါပြီဖြစ်စဉ်ကဒီတရားခံ၄ဦးရဲ့တငယ်ချင်းတွေရဲ့မိန်းကလေးတွေလည်းပါတာပေါ့နော်ဒီမဟာချိုင်ဝက်ကိတုံဘက်ကနေဒီကိုရေကစားထွက်လာတာဒီမဟာလွယ်ကုံတိုက်ကနေဝေလာဘက်ချမ်းကိုဆင်းလာရင်လည်းဖြစ်ကြတာဘယ်နေရာမှာညီးခဲကြနေတော့မသိဘူးဝေလာ15လမ်းလောက်ကနေပါပေါ့နော်အပြန်လာခဲတွေနဲ့ပေါက်ကြတယ်လက်ကလေးတွေထောင်ပြတယ်အဲ့ဒီကနေမှဒီ18လမ်းရောက်တော့ပြသွားပြီတဲ့ဘွဲကအယောက်20လောက်ရှိပြီတော့တုတ်တွေဓာတ်တွေတန်လက်ကြီးတွေလည်းပါပြီးတော့ live ခေါ်တာဖြစ်တယ်ဒီ CCTV မှာမြင်ရတဲ့အတိုင်းပေါ့နော်ဒီအကို live ခေါ်တယ်ဖြစ်ရှင်တော့ဒီအကိုလဲကျသွားတဲ့အချိန်မှာဒီ live ခေါ်တဲ့အဖွဲတွေကဓာတ်ကလွတ်ကျသွားပြီးတော့အဲ့ဒီဓာတ်နဲ့ပဲဒီအကိုကကောက်ပြီးတော့ပြန်ပြီးတော့ခုခံကာကွယ်လိုက်တဲ့သဘောပဲအဲ့ဒီမှာ
ဒီစောင်းသွားတဲ့လူကလည်းသူကအရက်နည်းနည်းမူးနေတာပေါ့နော်မူးတော့အချိန်လုံးပြီးတော့နေရာမှာပဲပွဲချင်းကားတာဖြစ်တယ်အမှန်ကတော့အယောက်20လောက်ကသူတို့ကိုဝိုင်းပြီးတော့အနိုင်ကျင့်တာဖြစ်တယ်အမှန်ကဒီအယောက်20လောက်ရှိတဲ့ဖွဲ့တွေကရန်စားလိုက်တဲ့ကောင်ကသူကတကယ်တမ်းပြဿနာဖြစ်တာသူမဝင်ဘူးသူကအဝေးကနေပဲအဲ့လိုမျိုးပြဿနာကိုဖန်တီးလိုက်တယ်တော့ပဲမဲ့တကယ်တမ်းဖြစ်လာတဲ့အခါကျသူကခေါင်းချောင်နေလိုက်တာပေါ့နော်ပြောမယ်ဆိုရင်တော့တကယ်ချင်း